အမေအများဆုံးမေးခွန်းလေးက offline property ဆိုတာပါလဲအဲ့တော့ Dubai မှာ real estate investment လုပ်မယ်ဆိုလို့ရှိရင် option တစ်မျိုးရှိမယ် primary market or secondary market ဆိုတော့ primary market ကဒီ developer တွေစီကနေ direct ဝယ်တာ initial sales လို့လဲ initial sales နဲ့ဝယ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကောင်ဒီ entry ရဲ့ price နဲ့ value နဲ့ကျမတို့ကအကုန်လုံးရထားတယ်အဲ့ဒါပြင်ဟိုမှာဒီဈေးအနည်းဆုံးနဲ့ဝယ်ထားတဲ့အပြင်မှာကိုကအပြည့်ပေးထားမှာမဟုတ်အဲ့တော့ကိုကဒီ developer ကိုမူတည်ပြီးတော့ 35% ပြည့်ပြန်ရောင်းလို့ရတာမျိုးတွေရှိမယ် 40% ပြည့်ရင်ပြန်ရောင်းလို့ရတာမျိုးတွေရှိမယ်အဲ့ခါကျတော့ဒီဟာဒီ return on investment မဟုတ်ဘဲနဲ့ ROE လို့ခေါ်တဲ့ဒီ return on equity ဖြစ်သွားမှာပေါ့ကိုကဒီအချိန်ကို invest လုပ်ရအဲ့တော့ကိုကဘယ်လောက်ထိအချိန်ကို invest လုပ်နိုင်လဲပုံမှာကိုမူတည်သွားမှာဒီပြီးတဲ့အထိစောင့်မှာလားစောင့်မှာဆိုလို့ရှိရင် ROI ဒီအများကြီးကိုအတွက်အကောင်းကျိုးအများကြီးရှိမယ်ပေါ့နော်အကျိုးမဲ့အများကြီးရမယ်တကယ်လို့ဒီ40%ပြည့်ရင်ပြန်ရောင်းတဲ့လူထက်60%ပြည့်ရင်ရောင်းတဲ့လူကပုံမြတ်မယ်60%ပြည့်ရောင်းတဲ့လူထက်80%ပြည့်ရောင်းတဲ့လူကပုံမြတ်မယ်ဒါမှမဟုတ်100% ပြီးသွားတဲ့အချိန်မှာကိုရောင်းမှာလားအဲ့ဆိုအများဆုံးရမယ်အဲ့လိုမှမဟုတ်ဘူး100% ပြည့်သွားရင်လည်းကိုကငှားစားအောင်မယ်ဆိုလို့ရှိရင်ဒီဟာဒီ capital appreciation ရောဒီငှားတဲ့ဟာရော benefit တွေအများကြီးရှိမယ် So if you want to know more about real estate market in Dubai don't forget to follow me and if you're thinking to invest here you should definitely DM. Thank you.